အားလုံးမင်္ဂလာပါရှင်ကိုကတော့ဆာကူရာမာလေးရဲ့ဆာကူရာမာလေးအဖွားအိတ်သွားလေးအကြောင်းပြပြသွားမှာပဲဖြစ်ပါရဲ့ရှင်ဗီဒီယိုလေးမစခင်မှာ like ရ subscribe လေးလည်းလုပ်ဖို့မမေ့ပါနဲ့အောင်နော်မနာအောင်မလို့ဝိုင်းပဲဖွားအိမ်သွားဖို့အတွက်ငါရေချုံမင်းအညူစားလေးလေးပြီးွားရေးဆိုတော့ရေချိုးမယ်ကဲရေလဲချိုးပြီးွားပြီးဆိုတော့အင်ဂျီကိုစားသွားလိမ့်မယ်ကဲဦးစားလေးရလဲပြီးွားပြီးဆိုတော့ငါပစံရှူပြီးတော့အင်ဂျီအဘောင်းစပီလေးပါတွေဖိလိုက်မယ်စပီးရလေဖြီးပြီးွားပြီးဆိုတော့ငါအိတ်တီရှူပြီးရောလိုက်ကလေးတခြားလိုက်မယ်ကားပေါ်တမင်းရွာရောက်သွားတော့အခါရွာလေးရောက်သွားပြီဆိုတော့ဖွားစီငါတော့မယ်အမလေးဖွားရေချောက်စုနေရလားဟုတ်တယ်မီးလေးဖွားလည်းနော်မီးလေးဖုံးဆက်ပြီးပြောလိုက်တာမဟုတ်မီးလေးစီးတွေပါယူလာမှာပေါ့ဖွားရှာပါရီကွယ်အသက်ကြီးလာတော့လေအလိုပါပဲဟုတ်ပါပြီဖွားရေဟုတ်ပါပြီနော်အားဆိုလို့ရှိရင်တမီးအပေါ်ထမှနားလိုက်မယ်နော်အေးနာကဲစီကတိပိုတီချတဲ့နော်ပြုတ်ကြမယ်တမီးရဲ့ဟုတ်ကဲ့ပါဖွားရဲ့ကဲဝရဏဘောတမီးဝရဏလေးရလဲမိုက်တယ်ရှုခင်းနေရလဲဒီဗီဒီယိုလေးကိုစနေဆုံးကြည့်ပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာတွေ့မယ်တဒါ